ဒေါက်တာတွေစနစ်အားလုံးစတင်ဖို့အသင့်ပါပဲ IoT sensor တွေကလည်းစက်တိုင်းရဲ့အခြေအနေကို real time ပြနေပါပြီ စလိုက်ကြစို့ ကြည့်ပါဦးမို့အောင်ခမများတို့ရဲ့ငှက်ပြက်ဖက်တွေအခုဒီမှာဘာဖြစ်နေလဲ အိုးဒါတွေကကျုပ်တို့ပို့တဲ့ငှက်ပြက်ဖက်တွေလားဒီလိုအဆင့်ဆင့်ပြောင်းသွားတာလိုင်းတစ်လျှောက်လိုက်ကြအောင်ဒီအစ်စ်မှာသဘာဝ enzyme လေးပညာသုံးပြီး lignin ကိုခွဲထုတ်ပါတယ်ဒါမှအတန့်ရှင်းတဲ့သဘာဝ fiber ရမယ် enzyme ဆိုတာဘာလဲမှာ သဘာဝ enzyme ပါပဲ မိုးအောင်ကမျက်လုံးများတွင်မျက်ရှည်ဝိုင်းနေသည်သူသည်သူ့ကြေးရွာအတွက်မမိကိုဂုံယူစိတ်ဖြင့်ပြည့်ရှမ်းနေသည်စက်ယုံကြီးသည်ညနေလနေရောင်ကြီးအောက်တွင်စိတ် ကြိုးဆိုပါရယ် municipal ရဲ့အနာဂတ်သိပ္ပံပညာရှင်လေးတွေ ဦးမို့အောင်တကယ်ပဲဒီစက်ယုံကြီးကကျမတို့ကြေးရွာငှက်ပြောဘက်တွေနဲ့လှုပ်ထားတာလား ကျင်နေရုပ်လုံနိုင်မှုပဲမြန်တွေ့ကျွဲရောက်နေကမချီတွေ့ပဲ ဒေါ်ဆန်သူလက်တောက်ချင်တွေးကြိုက်တယ်တောက်အလဲတန်းစိမ့်ပဲခဏတော်ပြီးနေသွားလေပြီးဆက်ချင်ရက်တောက်ပြီးနေသွားစိမ့်လက်တန်းလာ ဒေါ်ဆန်သူလက်တောက်ဒေါ်ဆန်သူကြစ်မှတ်တွေးပြီးနေ ကြည်ပါပဲအိတ်တယ်ကြည်မျိုးတွန်းရနာဆဲတယ်အတန်စိတ်အပြီးအထားတွေ့သွား စိတ်လက်ချစ်တာပဲတော့ စင်ကာပူကအတူတူကိုင်းအထားတယ်လောက်များ ဝီသားလား